ပတ်မယ်ပန်းဖြေမယ် အရင်တော့ကနေနဲ့ငါ့ကိုစကြင်နေစနောက်ကြင်နေနောက်တယ်ဆိုပေမဲ့နင့်မှာဆေးရထားတဲ့လူရှိနေပြီ ငါတို့တကယ်ချစ်သွားတာ မင်းနဲ့ဒီနဲ့တွဲနေကောင်လေးတစ်ကောင်ရှိတယ်အရန်ကိုရင်းနေနေပဲကွာ ကိုထုခေါင်တဲ့ကိစ္စငါမိဘစကားကိုနားထောင်ခြင်းနဲ့စိတ်တစ်ခုလေးနဲ့ပဲကောင်းငင်ခဲ့တာ ငါနှစ်တိအပေါ်မှာဘယ်လိုသဘောထားရဲဆိုတော့မင်းတို့လည်းသိတာပဲကွာ ငါအိမ်အောင်ပြုတ်လိုက်လို့ရှိရင်ကြောက်ထဲခုန်ချတယ်လို့ဖြစ်သွားမှာ ငါနှစ်တိကိုမျှော်လင့်ချက်မပေးသင့်တော့ဘူးထင်တယ် အချစ်ဆိုတော့ရင်ထဲမှာသူ့ဘာသာသူ့လူဖူးပွင့်လာတဲ့ပန်းကလေး ဒီနေ့ညမဟာ TV Channel မှာစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာလဲမယ်ပတ်မယ်ပန်းဖြေမယ်